ပြန်စားပြီးရိုက်နေပြီနော်နာမည်လေးမိတ်ဆက်ပေးပါဦး ကျွန်တော်နာမည်ကမောင်စုံမင်းဖြစ်ပါတယ် နောက်တစ်ယောက် ကျွန်တော်နာမည်ကမင်းချင်းပဲဖြစ်ပါတယ် နောက်တစ်ယောက် ကျွန်တော်နာမည်ကနေလေးခက်ဖြစ်ပါတယ်ခင်ဗျာ နောက်တစ်ယောက် ကျွန်မနာမည်ကတော့နော်အေးဘူးဖြစ်ပါတယ် โอเคနောက်တစ်ယောက် ကျွန်တော်နာမည်ကမောင်စုလျာဖြစ်ပါတယ်ခင်ဗျ စုသေးဟာနေပြန်စားပြီးနေမှာအခုဒီမှာကြောင်းတက်တာဘယ်နှစ်ရှိပြီလဲ ၄နှစ် ၄နှစ်ပြည့်ပြီလား ဒီတစ်လပိုင်းဆို၄နှစ်ပြည့်ပြီ ၄နှစ်မရှိသေးဘူး 2တန်း3တန်း4တန်း5တန်းဆိုဒီနှစ် ငါးတန်းတော့အခုမှတက်တယ် 3နှစ်လောက်ပါဆရာ 3နှစ်ပဲရှိတူပဲလေအကြောင်းစားဖွင့်နေတက်တယ်3နှစ်ကျော်3နှစ်4နှစ်ဝင်တဲ့အထဲမှာဟုတ်နော်ဆိုတော့ဟိုမိစရာအကြောင်းတက်တဲ့ MDC မှာလာတက်တဲ့အခါနဲ့ဟုတ်စပြီးလာတက်တဲ့အခါနဲ့အခုဒီတန်းที่ရောက်တဲ့အခါမှာဘာတွေကွာခြားမှုရှိတာ ရှိတယ်ဘယ်လိုကွာခြားမှုရှိတယ်ဆိုတော့ပစ္စည်းတွေတိုက်တွေပုံစံတွေပထမလာတော့ကကြောင်စားဖွင့်ရှင်ရောကြောင်စားဖွင့်ရှင်ဆိုပစ္စည်းတိတ်မစုံဖြစ်တူတူနဲ့တင်တယ်အိမ်မှာကောင်းတယ်ဘာမှဖြစ်ဘူးတင်ဒီကောင်းတယ်နောက်တပြည့်ဖြည်းနဲ့တူတက်မှုတွေရှိလာတယ် အခုစာတင်တဲ့အပိုင်းမှာဘယ်အပိုင်းကသဘောကျတယ် စာတင်တဲ့အပိုင်းမှာဘာတဘောကြဆိုတော့အဲ့ပျော့ချင်းနဲ့ဟာတာတွေနဲ့ထည့်ပြီးတော့အဲ့လိုမျိုးစာတင်တာတဘောကြတယ် သဘောမကျတဲ့အပိုင်းကပါရှိတယ် မရှိအကောင်လုံးတဘောကြ သင်ပြတယ်ဆိုတော့ အကောင်လုံးဆင်ပြေ အခုအရင်ချင်းအောင်ကိုယ့်ကိုဘယ်လိုယုံကြည်မှုရှိ ဘယ်လိုယုံကြည်မှုရှိတယ်ဆိုတော့အဲ့လိုလမ်းမှာအင်္ဂလိပ်တယောက်နဲ့တွေ့ရင်စကားတော့ပြောပြီးရှင်တာ နားမလဲလားဆွေးလေး အေးကိုအင်္ဂလိပ်စာတက်လာတယ်လို့ခံစားရခံစားရတော့ကိုကဘယ်လောက်ထိတက်လဲဆိုတာအင်္ဂလိပ်လူနဲ့တွားပြီးတော့စကားပြောရှင်တာဒါပေမဲ့မရဲဘူး အဲ့မှာမိုက်ဖွင့်လာမိုက်ပေးโอเค thank you နောက်တစ်ယောက်ပေးလိုက်ပါကဲဟုတ်ပြီနာမည်လေးက နော်အေးဘူးဖြစ်ပါတယ် နောက်အပွင့်ဖြူဟုတ်ပြီတမီးတမီးမြန်မာပြည်မှာအကြောင်းတက်ခဲ့ဘယ်နဲ့တန်းတက်ခဲ့လဲ 9တန်း 9တန်းဒီမှာရောက်တော့ဘယ်နဲ့ပတန်းပြန်တက်လဲ 9တန်း 9တန်းမှပြန်တက်တယ်အဲ့လိုမျိုးတန်းချပြီးတက်လာတဲ့အတွက်ဘာတွေထူးခြားခဲ့တာ အများကြီးရောက်ထူချခဲ့တယ် ပြောပြကြည့်ပါ ပြင်မှာဆိုရင်တော့မိကုန်းချပေးတယ်ဒီမှာတော့မချပေးဘူးပေါ့ အမ ကိုရင်ချင်းနဲ့ကိုဖြေရတာပေါ့ဒီမှာ နောက်တင်တဲ့အခါမှာကိုဘယ်လိုတင်တာကိုစိတ်ဝင်စားတယ်ဘယ်အပိုင်းနေစိတ်ဝင်စားတယ် အများကြီးစိတ်ဝင်စားတယ်တင်တဲ့ချိန်မှာလည်းတခြားဘိုးတူတာနေလည်းအများကြီးပြောပြခဲ့တယ် မတူတာလေးတိချက်ပွင့်လင်းလင်းပြောတယ်မတူတာလေးအကြောင်းကိုအခုကိုစာတင်ခဲ့တဲ့တောက်ဆောက်မှာဒီမှာရောက်ပြီးတော့ဘယ်လိုတွေတင်ရလဲပြီးတော့တင်လိုက်တဲ့အခါမှာကိုကဘယ်လိုမျိုးခံစားချက်တွေရလဲပြီးတော့ပျော်ရွှင်ရတာရှိတယ်စိတ်ညစ်ရတာရှိတယ်အဲ့ဒီအပိုင်းတွေပေါ့ပွင့်လင်းလင်းလေးပြောကြည့်ပါ ဘယ်လိုခံစားရဲဆိုတော့ဒီမှာတင်အများကြီးလဲတယောက်ချင်းစီတင်ပြီးကိုနားလေလက်ထိတင်ပေးတယ်နားမလည်ရင်ဆိုရင်တော့ထက်ရှင်းပေးတယ်အများကြီးထက်ရှင်းပေးတယ် နောက်တော့ပွင့်လင်းလင်းပြောပါမဖြစ်ဘူးအခုကိုတင်တာဘယ်ပိုင်းကြိုက်လဲဘယ်ပိုင်းမကြိုက်ဘူးလဲအဲ့လိုမျိုးစာတင်တာအခုဆရာစာတင်တဲ့ခါမှာတချို့တွေကဘယ်ဘာသာရဲ့ဆိုရင်တော့နည်းနည်းလေးကိုအတွက်ဘယ်လိုခက်ခဲရှိပြီးတော့ဒါပေမဲ့အဲ့ဒီအခက်ခဲကြတော့နောက်ဆိုဘယ်လိုပြေလည်သွားတာမျိုးအဲ့ဒါမျိုးတွေကို့မှာဘယ်လိုမျိုးရှိတယ်ဆရာပွင့်လင်းလင်းပြောဆရာစာတင်တာဘယ်ပိုင်းမကြိုက်ဘူးတမီးတော့ဘယ်ပိုင်းကြိုက်ပြောလို့ရပြဿနာမရှိ အကောင်လုံးကြိုက်တယ်တင်တာဘာသာတန်းကိုလည်းကြိုက်တယ်တဘာသာချင်းစင်နားမလည်ဘူးဆိုရင်လည်းနားလဲအောင်ရှင်းပေးတယ်ဘာသာတန်းကိုအများကြီးလည်းတိုးတက်လာတဲ့ဘာသာလေးထဲမှာလည်း ကိုဘယ်လောက်ထိတိုးတက်တယ်လို့ထင် အများကြီး ဘာတွေလဲဘယ်သူကြည့်ပြီးဆုံးဖြတ်လိုက်ရ ကို ကိုတိုးတက်တယ်ဆိုတော့ကိုယ်တိုင်ဆုံးဖြတ်လို့တော့မလွယ်ဘူးဒါပေမဲ့ကိုတခုတော့တိလာဘယ်တာကြည့်ပြီးကိုတိုးတက်လို့ထင် ဘယ်လိုတိုးတက် ကိုတိုးတက်တယ်ဆိုတော့ဘယ်တာကြည့်ပြီးတိုးတက်တယ်လို့ထင် နားလေတာပေါ့ ဟိုအရင်အထက်ဆိုင်ကိုကအစာမြင်လာရင်ကြောက်တဲ့စိတ်ပဲဖြစ်တယ် ပြောက်သွားတယ် ကြောက်ပြီးအစာဆိုတာ အေးဆေးပဲ โอเค thank you ဟိုဘက်တယောက်နာမည်လေးက နေလေးခက် နေလင်းခန့်တာကြတော့ပြောပြပါဦးတာရင်ထဲမှာဘယ်လိုမျိုးရှိလဲပြောပွင့်လင်းပြောကျောင်းတက်တာအရင်အထက်စားရင်ကိုဘွားရမဖြစ်လာမွန်းကြက်လာဘယ်လိုမျိုးလဲ ဒီမှာကြောက်တဲ့ဆိုပျော်စရာလည်းကောင်းမြန်မာပြည်နဲ့မတူ
မြန်မာပြည်မှာဆိုအဖြေတွေပြောပြရတယ်အဲ့မျိုးလေးလက်ဆိုဗလဲအကိုကြီးရောက်ပဲပေးကိုလည်းမတူတက်လာဒီမှာလာသေးဆိုဗလဲစီလက်စီပြက်ကိုယ့်ကကိုရေးရဲဆိုတူတက်လာမှုလေးစီလာခဲ့ နောက်စီကံပိုင်းနေဆိုရင်နော် စီကဲဘမ်းမှာကြတော့လက်တွေ့မှာကြတော့ဗလဲအားနေလက်တွေ့မှာစီတချို့တခြားဟာလည်းကြတော့ရတယ်ဘလို့လက်တွေ့တစ်ခုပဲအားနေတယ် အားနေဆိုဘယ်လိုမျိုးလဲ စာသိမရပြီးစာဖြစ်မှာတဲ့ပြီးတချို့စာကိုယ့်ကိုမလောက် အားနေတယ်ဆိုတာဒါဖြေလိုက်ရင်ကြတာတို့အမှတ်နေတာတို့အဲ့ဒါပြောချင်တာ ဟုတ်တယ် ဩအဲ့လိုမျိုးဆရာကြီးမှာလက်တွေ့ရှိရပြီးတဲ့လက်တွေ့တွေကြတော့ ရတယ်လား အဲ့ဒါတွေဘယ်လိုနေ ဗလဲဗီဒီယိုလေးပေါ့ဗီဒီယိုလေးတခြားဟာလေး ပြောကြည့်လေဆရာသိချင်တာအခုကိုဒီမှာစာတင်တာမြန်မာပြည်မှာနဲ့တူလား မတူ ဘာတွေလောက်ရ မြန်မာပြည်ဘာမှမလုပ်ရအဖြေပြောပြအဖြေလေးရေးပြပြောပြ အဲ့ဒါအဲ့ဒီမှာအခုဒီမှာပြောတာဒီမှာဘယ်လိုတင်ပေးတယ်ဘာလောက်ရ မကလေးချက်လက်တွေ့လေးပြီးကိုယ့်ဘက်ကကိုစာရေးကိုယ့်ဘက်ကကိုအဖြေဘယ်လဲစာပြီးရေးတာ ကိုကကိုအဖြေထုတ် ဟုတ်တယ် ကိုကကိုအဖြေထုတ်ကိုကကို အဖြေစာ ကိုကကိုအဖြေရှာမေးလို့ရှိရင်ဖြေချင်တာ ဖြေ ဆိုတော့မေးချင်တဲ့လူလဲ မင်း မေးချင်တာမေးတယ်ရှင်းရှင်းလေးပဲအဖြေလို့တဲ့အဖြေဖြေလို့မတဲ့အဖြေနဲ့အဓိကကိုအခုစာမြင်တာနဲ့မျက်ရည်ကျတဲ့ယောဂတစ်ခုပါတယ်အဲ့ဒါလေးသိရှင်အဲ့ဒါဘာဖြစ်တာအခုအဲ့ဒါမတွေ့ရတော့ အရေတော့ကဆိုဘယ်လဲစာမြင်ရတဲ့အရင်ကြောက်တယ်ဘယ်လဲမြန်မာပြည်မှာဖြစ်မှာချလို့ရက်ခက်ထိတယ်ဘယ်လဲမရလို့စီအမြဖြစ်လို့ အခုကလည်းကြာမရက်ခက်တဲ့တိသွားလို့အမြဖြစ်သွား ဟာတဘောပါပြီဆိုတော့အခုကဆက်စလူစိတ်တက်ဘူးပဲဖြစ်သွားတာโอเคကျေးဇူးတင်ပါတယ်ဖြည့်ပေးတဲ့အတွက်နောက်တစ်ယောက်နာမည်လေးမိတ်ဆက်ပေးပါ ကျွန်တော်နာမည်မင်းချမ်းပါ ဒါအခုကြောင်းတက်တာကိုစိတ်ထဲမှာဘယ်လိုလဲဒီ MTTC မှာတက်ရတာစိတ်ထဲမှာဘယ်လိုရှိလဲ ဘာမှရှိပါတာမှန်ပါ တာမှန်ပဲဆိုတော့ပျော်ရွှင်မှုရော အများကြီးရှိတယ် အများကြီးရှိတယ်ဒါပေမဲ့စာတင်တဲ့အပိုင်းမှာကြတော့ဘယ်အပိုင်းကိုသဘောကျတယ်ဘယ်လိုလောက်ရတာသဘောကျတယ် အားလုံးတော့သဘောကျပါလား သဘောမကျတခုမှမရှိဘူးလားဟုတ်တော့ဟာအကုန်လုံးသဘောကျနေတာကြီးပေါ့ပွပွလေးလေးပြောဆရာမေးတာကိုသဘောမကျတဲ့အပိုင်းဘာအများရှိလဲပေါ့ အကုန်ရှိပါ အကုန်လုံးသဘောမကျဘူး အကုန်ကျတယ် သဘောကျလားသဘောမကျဘူးလား အကုန်တော့ကျတယ် ဘယ်ပိုင်းကိုပူသဘောကျတယ် အေးရီမမောနဲ့စတယ်တော့ ပျော်ပျော်ရွှင်ရွှင်သင်ရတာသဘောကျတယ်စာမှားတဲ့အခါမှာရော စာမထက်ခါတော့ရှင်းပြမရမချင်းရှင်းပြ နောက်ပြီးတော့ဒီတခြားတင်တဲ့ဘာသာရပ်တွေကဘာတွေရှိတယ် မြန်မာအင်္ဂလိပ်တင်ချပါ နောက်ပြီးတော့ တိုက်ပန်ကဗီဒီယိုလောက်ခံတယ် နောက်တော့ တမိုင်းကြောင်းပြောပြ အဲ့ဒီစာအပြင်ကိုတခြားဖွံ့ဖြိုးရေးဘာသာရပ်တွေဖြစ်တဲ့ဘာတွေရှိတယ် အပင်ဆိုင်တယ် အပင်ဆိုင်တာ ဗီဒီယို edit တယ် ဗီဒီယို edit တွေလုပ်တာအခုဆို AI တွေပါလာပြီနောက်တော့ဒီចောင်းပြင်ပလှုပ်ရှားတာတွေဘာတွေရှိတယ် ကာယ နောက်ဘာတွေရှိသေးလဲ အားကစားတယ်ပေါ့ အားကစားတွေပေါ့အဲ့ထဲကအပြင်ပဘာတွေကြိုက် ဘောလုံးရ ဘောလုံးကန်တာကြိုက်ဆိုအကြံပြုမဲ့ဆိုဘာအကြံပြုရှင် ဘာမှမရှိပါဘူးဘောလုံးအကုန်လုံးရတယ် ငါကြောင်တထေးကြောင်အကြံပြုစရာမရှိဘူး ရပြီလေအကုန်လုံးရ မဟုတ်လေအခုသားတို့မြင်လဲဆိုလို့ရှိရင်ကိုဘယ်လိုဖြစ်ရှင်လဲဘယ်လိုကြောင်းမျိုးတက်ရှင်လဲအဲ့ဒါမျိုးပေါ့ဆရာကြောင်ဆိုရင်ဘယ်လိုမျိုးဖြစ်ရင်ပိုကောင်းလဲပေါ့အဲ့အကြံပြုခိုင်းတာ လူများနိုင်ပိုကောင်းတယ် ဒီဟုတ်တယ်ငါထိန်းနိုင်ရလားโอเคကျေးဇူးတင်ဇမီတွေလည်းဒါကတော့ A- ကနေပြီးတော့အပြောင်းလဲလာတဲ့အေးထွက်လာတယ် ရွာတကြီးပေါ့ ရွာတကြီးလူရွာလူကြီး ရွာတကြီးအခုတော့လေဘိုးထုတ်ပွဲကိုရောက်ဟုတ်ပါတယ်ကဲအခုကျောင်းကဒါလာမယ့်နှစ်ဆိုရင်နာပြီ ဟုတ် နာပြီဆိုတော့ကျောင်းထွက်ရတာတော့ပျော်တယ်ဘာဖြစ်လို့စာမကြက်လို့ဒါပေမဲ့တငယ်ချင်းတွေပြန်သတိရလိုက် ဟုတ် အဲ့တခုတော့9နှစ်ကြိုတည်အနေကခလေးမှတ်တကော ကလေး ဟုတ်ပြီနော်အခုဆရာမေးချင်တာစလာတဲ့ကအနေထားနဲ့အခုအနေထားကိုဘာပြောချင် ပြောချင်တာဆဆလာနေထားတော့ဘာမှမသိကကြီးကခွဲမသိဘာမသိဘူးစာစစ်လဲဖတ်မတော့
အခုကျတော့ဘာလဲအကုန်ရတယ် စာကိုဘယ်လိုမြင်လားစာမြင်ဘယ်လိုဖြစ်လားဆက်ရ စာမြင်ဖတ်တတ်လာတယ် ကြောက်လား မကြောက် ဘာဖြစ်လို့မကြောက် ရလို့လေ ဟောရလို့မရတာတခုက ကြက်တာ အဲ့ဒါပဲဆိုတော့ဒါပေမဲ့အင်္ဂလိပ်စာမှာမကြက်ရတာရှိရနော်မကြက်ရတာရှိရကြက်တာဒီနေ့တစ်ခုပဲရှိတယ်အဲ့ဒါဆိုကြောက်စရာ မလို့ မလိုဘူးโอเคဆိုတော့ဆရာကိုပြန်မေးလို့ရတယ်ဗာမေးချင်တယ်တယောက်တစ်ခုပေးမေးပါ မင်းမသိဘူး ကိုယ့်ကိုမေးလေ ဆရာတားလို့စာတင်တာပြောတာ စာတင်တာပြောလားဆိုတော့စာကမဟုတ်စာကိုတင်တဲ့အခါမှာစိတ်ပါမှတင်လို့ရတယ်စိတ်မပါရင်တင်လို့မရပြောမှဆိုရင်ပျော်ရွှင်မှုရှိမှဒီအလုပ်လုပ်လို့ရပျော်ရွှင်မှုမရှိရင်လုပ်လို့မရအောင်အားကြောင့်လှုပ်လိုက်တဲ့အချိန်တိုင်းမင်းတို့ပျော်နေတာဘာကြောင့်ငါပျော်နေလို့မင်းတို့ပျော်လို့အဲ့ဒါပဲအဖြေရဟုတ်ပြီနောက်တစ်ယောက်တစ်ခေါ်မမေးချင်တယ်ငါ ဆဲခီးထွက်ချင်တာ ခရီးထွက်ချင်လားဆိုတော့ကျောင်းခရီးထွက်တာကတော့ဒါဝါသနာထဲမှာဆိုနံပါတ်3ပထမဦးဆုံးကစီးပွားရေးသမားဖြစ်ချင်တယ်ဒုတိယကတော့ဒီပညာရေးမှာလုပ်ချင်တတိယကတော့ခရီးထွက်ချင်တယ်ဘလော့ဂါလုပ်ချင်တယ်ဆိုတော့ခရီးထွက်ချင်တယ်โอเคနောက်တစ်ယောက်ဗာမေးချင်တယ်သူတို့စစနေမေးကြည့်ပါအောင်နားထောင်ကြည့်မလို့ ဆက်ကြီးတခြားအလုံးမလုပ်တော့လား တခြားအလုပ်လုပ်လို့မယ်တခြားအလုပ်လုပ်မယ်ဆိုရင်တော့မင်းတို့ပေါ်မှာထားတဲ့အချိန်တွေကဘာဖြစ်အောင်မရော့သွားတော့ ရော့ပါ မင်းတို့အခုဒီအချိန်တွေထိရောက်ဖို့အတွက်ဆိုတာမလွယ်ဘူး။ဘာဖြစ်လို့ဆိုတော့လာတဲ့မင်းတို့တီးတဲ့အတိုင်းပဲပိုးနေခွက်နေတယ်လားဒီမှာအခုဒါစီကံပိုင်းအခုစီကံပိုင်းဆိုလဲသူကအစ်စ်ဝင်တာနဲ့မင်းတို့နဲ့တူတာမတူတော့တခြားနေရာမှာလည်းမင်းတို့တွားကြည့်မတူတော့မင်းတို့ခောက်ယူကြိုးနေဆိုတော့တခြားအလုပ်လုပ်မယ်ဆိုရင်မင်းတို့အတွက်ကအများကြီးရော့သွားတယ်အဲအကြောင်းဒီအလုပ်ပေါ်မှာထိပ်ပြောင်တဲ့အထိကိုနှစ်ထားတယ်နားမယ်ပေါ့နားတဲ့ခါကျရင်တော့အပီးနားမှာမတင်တော့နောက်တစ်ယောက်လွှဲ Okay thank you နောက်တစ်ယောက် စာကြီးရောမပြည့်ချင်ဘူးလား အေးဟုတ်တယ်ဒီကိစ္စငါလည်းပြန်ပြီးတစ်ခါမြောက်ဒီထိရောက်ပြီပြန်ကျင်ပါတယ်ပြန်ချင်ပါတယ်ဒါပေမဲ့ပြန်လိုက်ရင်လည်းတို့သူအဆင်မပြေဘူး ဟုတ်တယ်နော်အားကြောင့်လို့ပြန်လို့မရသေးလို့ပြန်တော့ပြန်ချင်နောက်တစ်ယောက် ဆရာဒီစီးပွားရေးထက်ပေးစီးပွားရေးကိုစိတ်ဝင်စားသေးတယ် အဲ့ဒါတော့ဖြည့်တင်ပါဘယ်စီးရစမ်းအခုဆရာဈေးပဲရောင်းချင်အဲ့ဒါဆိုတော့မင်းတိတဲ့တိုင်းပဲဆရာပြပြရလေဆရာတို့အခုကြက်သားဝယ်လို့တပိတ်သားကိုကြက်တစ်ပေါင်ပို့ပြီးရင်ဘယ်လိုနေ ပြောတယ်ပေါ့ ပြောတယ်အခုမင်းတို့เนาะဆရာလုပ်ပေးတဲ့အလုပ်တွေကအများကြီးအပူပါတယ်ဒါပေမဲ့ဘယ်သူသိတယ်မင်းတို့ကသိလား တီးတယ် မသိဘူးလား တီးတယ် ဘာလို့အပူလုပ်ပေးတယ်သိလား တီးတယ် ဆရာစီမှာအချိန်ပို့ အချိန်ပိုခေါ်တယ် စမ်လို့ free အဲ့ဒီအပြင်ကို အဲ့အပြင်အာကစားဆို အဲ့ဒါတွေမဟုတ်အဲ့ဒါတွေအကြောင်းဖွင့်ပြထဲမှာပါတယ်အခုကွန်ပျူတာဂျေးဆိုလို့ရှိရင်လည်းဂျေးတွေအဲ့ဒီဟာတွေကိုထပ်ပြီးတော့ဆရာမယူတာရှိအဲ့ဒီအပြင်ကိုတင်ရိုးတွေဆိုလဲ international တင်ရိုးတွေကအစား phonics ကိုထည့်ထားပြီးတယ်ဆိုတော့အထူးသဖြင့်ကတော့စနေနေ့ထိပါတင်တာเนาะအဲ့ဒီမျိုးအပူထည့်တဲ့ဟာပြီးတော့ဘာပဲလဲလောက်ပါဖြစ်တယ်မဟုတ်ဘူးလေတို့အိမ်ကဘာမြင်ဆရာစီမှာအဲ့ပြဿနာတွေမရှိဘူးလား ရှိတယ် ဒါပေမဲ့ဘယ်သူသိတယ်ကြက်တပိတ်တာဝယ်လို့တပေါင်ထည့်ပြီးကျေးဇူးတင်မယ်မင်းတို့အခုလိုလုပ်ပေးတဲ့ဟာငါစီမှာလူမရှိဘူးကျေးဇူးတင်မယ်ဒါပေမဲ့အဲ့ဒါကိုလည်းငါဘာပြောတယ်ဘာမပြောဆိုတော့တခြားစီးပွားရေးဈေးရောက်တဲ့အလုပ်လုပ်ချင်တယ်ဆိုတာအဲ့ဒါကိုပြောတာဘာဖြစ်လို့ဆိုတော့စိတ်ချမ်းသာတယ်ရောတပိတ်တာဝယ်တပေါင်လောက်ပို့ပေးလိုက်တကောင်ဝယ်တကောင်ပို့ပေးပို့တော့ဝမ်းသာတယ်ဆိုတော့တခြားစီးပွားရေးကတော့ဈေးရောက်တာကိုပို့ပြီးတော့လုပ်ချင်နော်โอเคကျေးဇူးတင်ပါတယ်ဒီနေ့ဖြည့်ပေးတဲ့အတွက်thank you bye bye